မင်္ဂလာပါရှင်ကျမကတော့ဖူလာမင်းအင်ချမ်မီကုမ္ပဏီမှာထက်တန်းရှင်နေဒေါ်ဝမ်ဖြစ်ပါတယ်ရှင်ကျမအခုဆွေးနွေးမျှဝေပေးမယ်အကြောင်းအရာလေးကတော့ပေါ့နော်လူတိုင်းကမြေပုံမြေယာဆိုရင်105 106ကိုမြေပိုင်ဆိုင်မှုဆိုပြီးတော့အမှတ်မှားနေကြတာလေးတွေကိုရှင်းပြပေးချင်ပါတယ်ရှင်မြေပုံမြေယာဆိုရင်ပုံစံ105 106ဆိုတာကမြေပိုင်ဆိုင်မှုလုံးဝမဟုတ်ပါဘူးရှင်မြေပုံမြေယာဆိုရင်ပုံစံ105 106ဆိုတာကမိမိတို့ရေးကူးလို့တဲ့ဆောင်ရွက်လို့တဲ့အကြောင်းအရာတစ်ခုကိုမှတ်ချက်အနေနဲ့ရေးသားပြီးထုတ်ပေးထားတဲ့မြေပုံတစ်ခုပဲဖြစ်ကြောင်းရှင်းပြပေးလိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်လူကြီးမင်းတို့အနေနဲ့စာချုပ်စာတမ်းဝန်ဆောင်မှုပဲဖြစ်ဖြစ်မြေယာနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေပဲဖြစ်ဖြစ်ဆောင်ရွက်လို့ရဆိုလို့ရှိရင်ကျမတို့ဖူလာမင်း law firm ရဲ့ Viber နံပါတ်ဖုန်းနံပါတ်ဖြစ်တဲ့39999559 39999559တို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့ဒီ post လေးရဲ့ comment လေးမှာလည်းမိမိတို့သိချင်တဲ့အကြောင်းအရာလေးကိုမေးမြန်းနိုင်မှာကြောင်းဖိတ်ခေါ်လိုက်ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်